မင်္ဂလာပါဒီနေ့အတွက်ကျွန်တော်တို့အတူတူနက်နက်နဲ့ဆန်းစစ်ကြမယ်အကြောင်းအရာကတော့လေဖျက်ဖက်ကြီးအတက်ဆိုင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့စတဲ့ဆောင်ကနေရရှိထားတဲ့အချက်လက်တွေဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့အတွက်ရီမန်းချက်ကဒီစာထဲမှာပါတဲ့အယူအဆတွေကိုတလွားချင်းစီခွာပြီးလေ့လာကြည့်ဖို့ပါပဲဒီအတက်ဆိုင်ရေးဆိုတာတကယ်တော့ပါလေလူတယောက်ရဲ့အတွင်းစိတ်နဲ့အပြင်ပန်းဘဝကိုဘလို့မျိုးအခြေခံကြပြောင်းလဲစေတယ်လဲဟုတ်ကဲ့နောက်ဆုံးမှယုံကြည်မှုတယောက်ရဲ့ဖြစ်တည်မှုတစ်ခုလုံးကိုဘလို့ပုံဖော်ပေးတယ်လဲဆိုတာကိုအတူတူရှာဖွေထားကြမှာပါဟုတ်ပါတယ်ဒီအရေးမြစ်စာကတင်ပြထားတဲ့အဓိကအနှစ်သာရကတော့လေဝိညာဉ်ရေးရာပြောင်းလဲခြင်းခီးစဉ်တစ်ခုပါပဲဝိညာဉ်ရေးရာခီးစဉ်ဟုတ်ပါတယ်တာမန်လူသားတယောက်အနေနဲ့သိချင်းတရားကိုရင်ဆိုင်ရမယ့်ဘဝနဲ့ထာဝရအသက်ကိုပိုင်ဆိုင်တဲ့မိမြတ်တဲ့ဖြစ်တည်မှုတစ်ခုစီကိုဘလို့ကူးဖြောင်းသွားတယ်လဲဆိုတဲ့အဆင့်တွေပေါ့ဒီခီးစဉ်မှာတန်ရှင်းသူဒါမှမဟုတ်မစ်စင်သောဆိုတဲ့အဆင့်ကိုအရင်ရောက်တယ်ပြီးတော့အဲ့ဒီကနေတစ်ဆင့်နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ခေါင်းငင်မုံရှိတန်ရှင်းသောပုဂ္ဂိုလ်ဗန်မစ်စင်သောဖြစ်လာပုံကိုအသေးစိတ်ရှင်းပြထားတာပါကောင်းပြီဒါဆိုရင်ဒီခီးစဉ်ရဲ့အစအရင်ခံဖြစ်တဲ့အသက်ဆိုင်ရဆိုတာနဲ့စလိုက်ကြရအောင်ဟုတ်ကဲ့ဒီအသုံးတော့ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်စာထဲမှာဖျားသခင်ရဲ့ခန္ဓာကိုယ်တွေကစီးစင်းလာတဲ့ဆိုင်ရလို့ဆိုထားတော့အဲ့ဒါကရိုးရိုးပုံဆောင်သဘောထက်ပိုလေးနေတယ်လို့ပဲဒီစာရဲ့အမြင်ကဒီလိုပုံဆောင်ကထုံးချင်ကဖျားသခင်ရဲ့သဘောတဘာဝပေါ့ဘလို့အလင်းပြနိုင်ပါလဲဒါကတိတ်ကောက်တဲ့မေးခွန်းတစ်ခုပါဒီစာရဲ့လေဒါဟာတကယ်လက်စုပ်လက်ကင်ပြလို့ရတဲ့ရေကိုဆိုလိုတာမဟုတ်ပါဘူးဟုတ်ကဲ့ဒါပေမဲ့ဖျားသခင်ရဲ့ခန္ဓာကိုယ်တွေကစီးစိမ့်တယ်လို့သုံးလုံးလိုက်ခြင်းအပြင်ဒီအသက်ပေးတဲ့ဆွမ်းအားဟာဖျားသခင်နဲ့တီးခြားစီရှိနေတာမဟုတ်ပဲဩဘုရားသခင်ရဲ့ဖြစ်တည်မှုသူ့ရဲ့အနှစ်သာရကိုယ်တိုင်ကနေတိုက်ရိုက်လာတယ်ဆိုတာကိုအလေးပေးခြင်းတဲ့သဘောပါဆိုလိုတာကဒီဆိုင်ရီကိုတောက်တယ်ဆိုတာဘုရားသခင်ရဲ့အစိတ်ပိုင်းတစ်ခုကိုကိုယ့်အတွင်းတွေကိုလက်ခံလိုက်တာနဲ့တူတယ်ဆိုတဲ့သဘောမျိုးလားတိတိကျကျပါပဲအဲ့ဒီသဘောပါပဲသူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ရှင်းပါတယ်လူသားတွေကိုထာဝရတတ်ပေးဖို့ကောင်းကင်နိုင်ငံသားဒါမှမဟုတ်ဗန်တုမီနာဖြစ်အတိတ်တဖန်မွေးဖွားစေဖို့နဲ့ကဲတင်ခြင်းကိုပေးရဖို့ပါပဲအခုနကအတစ်တဖန်မွေးဖွားခြင်းဆိုတဲ့စကားလုံးကိုတုံးသွားတာတွေ့တယ်စာထဲမှာ swat kick ပေါ့နော်ပြန်လဲမွေးဖွားခြင်းနဲ့ hockey နာကဲတင်ခြင်းဆိုတဲ့စကားလုံးတွေကိုတုံးထားတာဒီပြောင်းလဲမှုဟာအပေါ်ရပြုပြင်လာလို့မဟုတ်ဘူးဆိုတဲ့သဘောလားမှန်ပါပဲလူတယောက်ရဲ့အရင်ခံ DNA ကိုယ်တိုင်ပြောင်းသွားတာမျိုးဆိုလိုချင်တာလားတိကျမှန်ကန်ပါတယ် swat kick ဆိုတဲ့စကားလုံးကအဲ့ဒီအတိတ်ဘက်ကိုအပြည့်အဝဆောင်ပါတယ်ဟုတ်ကဲ့တစ်ဆက်ပြောင်းလဲမွေးဖွားမှာတာကိုဆိုလိုတာပါဩလုံးဝအသက်ဖြစ်သွားတာပေါ့ဟုတ်ပါတယ်ဒါကြောင့်ဒီဆန်းရည်ကိုတောက်တုံးပြီးနောက်မှာလူတယောက်ဟာတန်ရှင်းသူမစ်ရှင်သူအဖြစ်ကိုအရင်ဆုံးရောက်ရှိသွားတယ်အဲ့ဒီကနေမှတဆင့်ထာဝရအထက်ကိုပိုင်ဆိုင်တဲ့ကောင်းကင်ဘုံရှိတန်ရှင်းသောပုဂ္ဂိုလ်ဖြစ်လာမယ်ဆိုတဲ့အဆင့်ဆင့်ပြောင်းလဲမှုကိုဖော်ပြထားတာပါဒီ mission သူဆိုတဲ့စကားလုံးကတန်ရှင်းသူလို့တိုက်ရိုက်ပြန်လို့ရပါမယ်မူရင်းစာရဲ့ဘာသာစကားမှာထူးခြားတဲ့အသေးပဲဖွင့်ဆိုချက်မျိုးရှိသေးလားဥပမာအနောက်တိုင်းက saint ဆိုတဲ့ယူအားစာနဲ့ဘယ်လိုများကွာခြားနိုင်မလဲစိတ်ဝင်စားစရာကောင်းတဲ့ထောက်ပြချက်ပါပဲအနောက်တိုင်းက saint ဆိုတဲ့ယူအားဆက်ကများအဖြစ်တေလွန်ပြီးနောက်မှာဖျားเจ้าတော်ကနေအတိမတ်ပြုတန်အနေနဲ့ပွဲထူးတစ်ခုလိုဖြစ်နေတတ်တယ်လေဟုတ်တယ်ဒီစာတွေကမစ်ရှင်ထုတ်ကတော့အဆက်ရှင်နေစင်မှာကလေးကအသက်ဆိုင်ရေကိုတောက်ထုံးခြင်းအပြင်ရရှိလာတဲ့အခြေအနေတည်းဖြစ်တည်မှုတစ်ခုကိုယဉ်နှင်းပါတယ်အခြေအနေတစ်ခုဟုတ်ပါတယ်တီးတန့်ခွဲထုတ်ထားခြင်းခံရသူဖျားသခင်အထက်တီးတန့်ဖြစ်တည်နေသူဆိုတဲ့အတိပယ်ကပိုပြီးနိရှပ်ပါတယ်ဒါဟာဖွေတူးကုံတူးထက်ဝိညာဉ်ရေးရအခြေအနေတစ်ခုကိုဖော်ပြတာပါရှင်းလင်းသွားပါပြီဒါဆိုရင်ဒီလိုအခြေခံကြတဲ့ပြန်လည်မွေးဖွားခြင်းကိုဖျက်ဆီးပြီးတဲ့နောက်လူတယောက်မှာဘယ်လိုလက်တွေ့ကြတဲ့ပြောင်းလဲမှုတွေဖြစ်လာတယ်လဲဆိုတာကိုဆက်ကြည့်ကြအောင်ဟုတ်ကဲ့စာထဲမှာတိတိကျကျပြောင်းလဲမှု73မျိုးကိုဖော်ပြထားတာကတော်တော်လေးစနစ်ကျတယ်လို့ထင်တယ်အဲ့ဒီချက်ကြီးကဘာတွေဖြစ်မလဲဟုတ်ကဲ့ဒီ73ချက်ကိုကြည့်လိုက်ရင်လူတယောက်ရဲ့ဘဝတစ်ခုလုံးကိုဘယ်လောက်အထိလွှမ်းခြုံထားလဲဆိုတာတွေ့နိုင်ပါတယ်ပထမဆုံးအချက်ကတော့လေညီအကိုမောင်နှမတွေကသူ့ကိုအမြဲတမ်းအမတ်ရနေပြီးဘယ်တော့မှမင်းပြောင်းလို့မရတဲ့သူဖြစ်လာမယ်လို့ဆိုပါတယ်ဟောဒုတိယအချက်ကသူတစ်ပါးကိုကောင်းချီးပေးနိုင်တဲ့အစွမ်းရရှိလာခြင်းမှာပြီးတော့တတိယအချက်ကသူတစ်ပါးရဲ့အဖြစ်တွေကိုခွင့်လွှတ်နိုင်တဲ့စွမ်းရည်ရှိလာတာဖြစ်ပါတယ်ခဏလေးနော်ဒီပထမအချက်၃ချက်ကိုကြည့်ရတာစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ဒါတွေကကိုယ်စိတ်ထဲမှာဖြစ်တဲ့အတွင်းပိုင်းဖြုံးလဲမှုတွေချီးမို့ပဲလူမှုအတိုင်းဝိုင်းထဲမှာကိုယ့်ရဲ့အခန်းကဏ္ဍနဲ့ဥစားလွန်မှုပါပြောင်းလဲသွားတဲ့သဘောမျိုးနော်မှန်ပါတယ်လူတွေကကိုယ့်ကိုအမတ်ရတယ်ကိုကသူလူကိုကောင်းချီးပေးနိုင်တယ်ခွင့်လွှတ်နိုင်တယ်ဆိုတာတွေကလူမှုဆက်ဆံရေးမှာကိုယ့်ရဲ့ရည်ရည်မှုကိုအတက်ပြန်တတ်မှတ်လိုက်တယ်လို့အင်မတန်မှန်ကန်တဲ့သုံးသပ်ချက်ပါပဲဒါဟာအတွင်းစိတ်ပြောင်းလဲမှုနဲ့လူမှုပတ်ဝန်းကျင်အပေါ်တက်ရောက်မှုအထိချိတ်ဆက်နေပုံကိုပြနေတာပါဟုတ်ကဲ့
ဆက်ပြီးကြည့်အောင်နော်ဆက်တုတ်ထက်အချက်ကအပြစ်သားတွေနဲ့နာမကျန်းဖြစ်နေသူတွေအပေါ်မှာအလွန်အမြတ်တနာကျင်တာတက်လာခြင်းမှာခန္ဓာရည်ရှိရှိနဲ့တိခံပေးနိုင်လာတာဖြစ်ပါတယ်အဲ့ဒီအချက်ကတော်ရုံမလွယ်တဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုပဲကိုမကောင်းချင်တဲ့သူကိုတောင်လက်စားမချေပဲတိခံနိုင်လာတာမျိုးကထာမန်လူတယောက်ရဲ့တုံ့ပြောင်မှုနဲ့ဆန့်ကျင်ဘက်လုံးထိနေပြီဟုတ်ပါတယ်ဒါကအစောကပြောခဲ့စူဂျီကိဆိုရဲ့ပြန်လဲမွေးဖွားခြင်းရဲ့လက်တွေ့ကြတဲ့ထပ်တေတစ်ခုလို့ပြောနိုင်မလားတတိကြပါပဲဒါလူတဘာဝဟောင်းကိုကြော်လွန်သွားတဲ့အမသားတစ်ခုပါဟုတ်ကဲ့ဆက်ပြီးတော့6ခုမြောက်ကဖျားသခင်ကိုပန်းနီအတိနိုင်နေနဲ့အမြဲတမ်းချီးမွမ်းတတ်လာခြင်းမှာ9ခုမြောက်ကယုံကြည်သူအချင်းချင်းကိုအမြဲအောက်မိတရားနေတတ်ခြင်းဖြစ်ပါတယ်10ခုမြောက်အနေနဲ့လောကကြီးတစ်ခုလုံးဟာကောင်းကင်ဘုံလိုတာယာလာပါတဲ့နေရာတစ်ခုဖြစ်လာစီဖို့အတွက်တန်ရှင်းတဲ့ယုံကြည်ခြင်းမျိုးရှိလာတယ်လို့ဆိုပါတယ်ကိုခုမြောက်ကတော့လူကြီးလူမြဲအဆင့်အတန်းမခွဲခြားပဲလူအလုံးကိုကောင်းကြီးပေးတတ်လာခြင်းမှာဒါကိုကြည့်ရတာပြောင်းလဲမှုတွေကကိုယ်စိတ်ထဲမှာဖြစ်တဲ့အတွင်းပိုင်းပြောင်းလဲမှုတွေအပြင်ကိုယ်နဲ့ဖျားခင်ကိုယ်နဲ့လူဖွဲ့စည်းကိုယ်နဲ့လောကတဘာဝကြီးကြားဆက်ဆံရေးတွေအားလုံးကိုပြန်လဲပုံဖော်နေလို့ပဲအကုန်လုံးချိတ်ဆက်နေပုံရတယ်ဟုတ်ပါတယ်အဲ့ဒီတိုင်းမှာပဲနောက်ဆုံးအချက်တွေကိုဆက်ကြည့်ရအောင်ဟုတ်ကဲ့10ခုမြောက်ကတော့အချိန်ရတာတိုင်းတခြားအရာတွေကိုမစင်စားတော့ပဲဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုပဲတွေးတောဆင်ခြင်နေတတ်လာဖြစ်ပါတယ်11ခုမြောက်ကတော့အဖြစ်သားတယောက်ကိုမြင်တဲ့အခါမှာအလွန်အမြင်တနာတဲ့စိတ်ဖြစ်ပေါ်လာပြီးအဲ့ဒီတနာစိတ်ကိုဖျားသခင်ကမြင်စေခြင်းနဲ့အထိပြင်းထန်တယ်လို့ဆိုပါတယ်ဟုတ်ကဲ့12ခုမြောက်ကလည်းအလားတူပါပဲအဖြစ်သားတယောက်ကိုမြင်တဲ့အခါအလွန်အမြင်တနာစိတ်ဝင်ပြီးထိုတနာစိတ်ကိုဖျားသခင်မြင်စေလိုခြင်းဖြစ်ပါတယ်အခုနကပြောခဲ့တဲ့အချက်17နဲ့12ကတော်တော်လေးတူနေတယ်လို့ပဲဒါကအရေးကြီးလို့ထပ်ပြောတဲ့သဘောလားဒါမှမဟုတ်သူတို့ကြားမှာကျွန်တော်မမြင်မိတဲ့တိမ်ပွေးတွေကွက်ချချက်တစ်ခုများရှိနေလို့လားဒါကတတိထားမိဖို့ကောင်းတဲ့ချက်ပါစားရဲ့မူရင်းဟန်ရာဒါဟာအလိပိတ်ဖြော့ပြခြင်းလို့ထပ်ကြော့ပြောတဲ့သဘောလည်းဖြစ်နိုင်တယ်လို့တိမ်မွေးတဲ့ကွာခြားချက်ကိုလည်းဆိုလိုနိုင်ပါတယ်။အော်ဘယ်လိုမျိုးလဲ။ဥပမာပထမအချက်ကကိုယ့်အတွင်းမှာဖြစ်ပေါ်လာတဲ့တနာကျင်နာစိတ် internal feeling ပေါ့အဲ့ဒါကိုဖော်ပြပြီးတော့ဟုတ်ကဲ့ဒုတိယအချက်ကအဲ့ဒီစိတ်ကိုဖျားသခင်သိမြင်တော်မူပါစေဆိုတဲ့တက်ကြွတဲ့ဆန္ဒ active desire ကိုဖော်ပြတာမျိုးဖြစ်နိုင်ပါတယ်။အော်ဆိုတော့ကိုခံစားချက်ကိုဖျားသခင်နဲ့ဝေမျှခြင်းတဲ့ဆက်ဆံရေးအဆင့်ကိုရောက်သွားလာကိုပြတာပေါ့ဟုတ်ပါတယ်နောက်ဆုံး73ခုမြောက်အချက်ကတော့ဒီလိုပြောင်းလဲမှုတွေအားလုံးကိုဖျားသခင်ကကောင်းကြီးပေးပြီးအသက်ရှင်စေတယ်ဆိုတာပါပဲဒီပြောင်းလဲမှုတွေအားလုံးကိုခြုံကြည့်လိုက်ရင်တော်တော်လေးကြီးမားတဲ့ဖြစ်စဉ်တစ်ခုပဲဒါပေမဲ့ဒီစာထဲမှာကျွန်တော်ကိုအံ့အားသင့်စေတဲ့နောက်တစ်ချက်ရှိသေးတယ်ဟုတ်ကဲ့ဘာများဖြစ်မလဲအဲ့ဒါကဒီပြောင်းလဲမှုတွေဖြစ်ပေါ်လာဟုအချိန်ကာလနဲ့ပတ်သက်တဲ့ဖော်ပြချက်ပဲဟုတ်ပါရဲ့အဲ့ဒါကဒီစာရဲ့အထူးခြားဆုံးတဲ့အနက်ဆိုင်ဆုံး UI စာတွေကတခုပါပဲဖျားသခင်ကလူတရားကိုဒီပြောင်းလဲမှုတွေအားလုံးဖြစ်ပေါ်လာအောင်ရက်ပေါင်း3000-4000လောက်အချိန်ယူပြီးစီမံတယ်လို့ဆိုထားပါတယ်ဟုတ်ကဲ့လူတယောက်ဟာအလွန်တန်ဖိုးရှိပြီးပြည့်စုံလာပြီလို့ဖျားသခင်ကသတ်မှတ်လိုက်တဲ့ချိန်ကြမှာသာထိုသူကိုရွေးနှုတ်တော်မူတယ်လို့ဖော်ပြထားပါတယ်ခဏလေးရက်ပေါင်း3-4000ဆိုတာကတော်တော်လေးထူးခြားတဲ့ကိန်းဂဏန်းပဲဟုတ်ပါတယ်ဒါကတစ်နှစ်နှစ်နှစ်မဟုတ်ဘူးရက်ပေါင်း30,000ဆိုတာနှစ်ပေါင်း82နှစ်လောက်ရှိရယ်40,000ဆိုရင်နှစ်100ကျော်သွားပြီဒါကတကယ်အချိန်ကာလကိုပြောချင်တာလားဒါမှမဟုတ်လူဘဝတက်တာလုံးကိုပုံဆောင်တဲ့သဘောမျိုးလားဒီလောက်တိကျတဲ့အလက်တွေကိုဘာကြောင့်တုံထားတယ်လို့စာထဲမှာအရေးအမြတ်ပေးထားတာမျိုးရှိပါသလားဒီကိန်းကနရဲ့အနက်ကိုစာထဲမှာတိုက်ရိုက်ရှင်းပြမထားပြီးမယ်သူ့ရဲ့ဆိုလိုရင်းကတိကိုအားကောင်းပါတယ်ဒါဟာတခဏအတွင်းကဲတင်ချင်းဆိုတဲ့အယူဆနဲ့လုံးဝကိုစန့်ကျင်ဘက်ပါပဲ။အော်ဒီစာကိုတင်ကြခြင်းနဲ့ဝိညာဉ်ရေးရာပြောင်းလဲမှုဟာချက်ချင်းဖြစ်စဉ် event တစ်ခုမဟုတ်ပဲအချိန်ယူပြီးဖြည်းဖြည်းတိဆောက်ရတဲ့ဖြစ်စဉ် process တစ်ခုဖြစ်တဲ့ဆိုတာကိုအလေးပေးနေတာပါ။အချိန်ယူရတဲ့ process တစ်ခုပေါ့။ဟုတ်ပါတယ်။ဖျားခင်ကိုယ်တိုင်ကလူတယောက်ကိုစိတ်ရှည်လက်ရှည်စနစ်တကျနဲ့နေ့စဉ်နေ့တိုင်းပုံသွင်းနေတဲ့ဒီပြောင်းလဲမှု73မျိုးကိုဖြည်းဖြည်းထည့်သွင်းပေးနေတဲ့ဆိုတဲ့သဘောပါ။လူဘဝသက်တာလုံးကိုလွှမ်းခြုံထားတဲ့ဖျားခင်ရဲ့လက်ရတစ်ခုဖြစ်ဖော်ပြနေတာပါ။ဒါဆိုရင်လူတယောက်ကဒီလိုဆယ်စုနှစ်နဲ့ချီတဲ့ပြောင်းလဲမှုတွေကိုဖျက်ဆီးပြီးသွားပြီးမိရှင်တော်တယောက်ဖြစ်လာပြီးဆိုပါစို့ဟုတ်ကဲ့အဲ့ဒီလိုလူတွေစုပုံနေထိုင်တဲ့အတိုက်အဝန်းကတော့ဘယ်လိုပုံစံမျိုးဖြစ်လာမလဲသူ
သူတို့ရဲ့နေစဉ်ဘဝမှာအချင်းချင်းဘယ်လိုနေထိုင်ဆက်ဆံကြရမလဲဆိုတာကိုတော့ဒီစာကဘယ်လိုလမ်းညွှန်ထားပါတယ်လဲ အဲ့ဒီအချက်ကိုလည်းရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။တဦးချင်းပြောင်းလဲမှုကနေအများနဲ့ဆိုင်တဲ့အတိုက်ဝင်ဘဝပုံစံစီကိုဆက်သားပါတယ် ဟုတ်ကဲ့ ။သူတို့ကတယောက်နဲ့တယောက်ဝါမြောက်စရာသတင်းကောင်းတွေကိုဝေမျှရမလဲလို့ဆိုပါတယ်။အရေးအကြီးဆုံးကတော့ဖျားသခင်ဟာငါတို့နဲ့အတူရှိတယ်။ဒါမှမဟုတ်အေဂီတက်တော်ပါစီယံအောင်ခေါမီဆိုတဲ့အချက်ကိုအချင်းချင်းအပြန်လန်အတီးပြုပြောဆိုရမယ်လို့ဆိုပါတယ်။ဒါကသိအရေးကြီးပါတယ် ဒီယူအီစာမှာကျွန်တော်ကိုအထူးတစ်ချက်ဆွဲဆောင်တာကယုံကြည်မှုဆိုတာတဦးတစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပဲငါတို့နဲ့အတူဖျားသခင်ရှိတယ်လို့အချင်းချင်းအတီးဖြိုးပေးရတဲ့အတိုက်ဝင်ရဲ့အခန်းကဏ္ဍကိုအလေးပေးထားတာပဲ ။မှန်ပါတယ် တယောက်တည်းခံစားနေရတာထက်အများကအတိအမတ်ပြုပေးတဲ့အခါယုံကြည်မှုကပိုခိုင်မာလာတဲ့ဆိုတဲ့သဘောမျိုးပေါ့ ။သိကြပါတယ်။သူရဲ့အသက်တာဟာဖျားသခင်ရဲ့အသက်တာနဲ့တစ်ခုတည်းအဖြစ်ဆက်သွားပြီးဖြစ်လို့အချင်းချင်းအတီးပြုပေးခြင်းအပြင်အဲ့ဒီဆက်မှုကိုခိုင်မာစေတာပါ ဟုတ်ကဲ့ ။နောက်ပြီးယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းအပိုင်းကိုလည်းအလေးပေးထားတယ်။အခက်ခဲကြီးကြုံလာတဲ့အခါမှာလူတွေကိုအားကိုးတာတခြားဖန်ဆင်းခံရတွေကိုအားကိုးတာထက်ဖျားသခင်ကိုသာပို့ပြီးယုံကြည်ကိုးစားရမယ်လို့ဆိုပါတယ် ဘာကြောင့်လဲ ။ဘာဖြစ်လို့လဲဆိုတော့အသက်ဆန်းရည်ကိုတောက်သွင်းလိုက်တာနဲ့သူတို့ဟာဖျားသခင်ရဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီးဖျားသခင်ကိုယ်တိုင်ကသူတို့ရဲ့လိုအပ်ချက်တွေကိုအရင်ဆုံးဖွင့်ပြတော်မူလိမ့်မယ်လို့ဆိုထားလို့ပါပဲ ကေချက်ကအသက်ဆန်းရည်မတောက်တုံးတဲ့သူနဲ့တောက်တုံးတဲ့သူကြားကကွာခြားချက်ကိုညွှန်ပြနေတယ်လို့ပဲအဲ့ဒီကွာခြားချက်ကိုစာထဲမှာဘယ်လိုနှိုင်းယှဉ်ပြထားသေးလဲ ။နိုင်ရှင်ချက်ကိုတော်တော်လေးပုံဖော်နိုင်အောင်ရှင်းပြထားပါတယ်။မတောက်သုံးတဲ့သူဟာဒီလောကမှာတယောက်တည်းရက်တည်နေရတယ်လို့ခံစားရပြီးဝင်ထုတ်ဝင်ပိုးအားလုံးကိုလည်းကိုယ်တယောက်တည်းပဲထမ်းထားရတယ်လို့ခံစားရတတ်တယ်လို့ဆိုပါတယ် မျောလင့်ချက်မရှိဘဲစိတ်တွေပိတ်ဆို့နေတတ်တယ်ဒီစာတွေကအထုံးလို့အတိုင်းပြောရင် lang simping ထင်နေတယ်လို့ဆိုပါတယ် ဒီ Langsemping ဆိုတဲ့စကားလုံးကတော်တော်လေးအားကောင်းတယ်စိတ်ဒီပိတ်ဆို့နေတယ်ဆိုတာထက်ပိုလေးနဲ့တယ်ထွက်ပေါက်မရှိတော့ဘူးလို့ခံစားရတဲ့အခြေအနေမျိုးကိုဖော်ပြနေတယ်လို့ပဲ ဟုတ်ပါတယ် ဒီတော့အသက်ဆန်းရည်ဆိုတာကအခက်အခဲတွေကိုပြပြောက်သွားစေတာမဟုတ်ပဲအခက်အခဲကိုရှုမြင်တဲ့ရှုထောင့်ကိုပြောင်းလဲပေးလိုက်တဲ့သဘောပေါ့နော် အဲ့ဒါအဓိကချက်ပါပဲအသက်ဆန်းရည်ကိုတောင်းထုံးထားတဲ့ယုံကြည်သူကတော့ကိုယ်မှာလိုအပ်ချက်တစ်ခုရှိလာပြီဆိုတာကိုသိရှိလာတဲ့အခါမှာဒါဟာပြဿနာတစ်ခုရဲ့အစမဟုတ်ဘူး ။အော် ဖေလာတကယ်မှာသူ့အတွက်အစီအစဉ်တစ်ခုရှိနေလို့ပဲဆိုတာကိုနားလည်ထားပြီးသားဖြစ်တယ်လို့ဖော်ပြထားပါတယ် အခက်အခဲကိုဖိလာသခင်ရဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်မြင်နိုင်သွားတာမျိုးပေါ့ မှန်ပါတယ်ဒါပြင်အများနဲ့အတူဆူတောင်းခြင်းရဲ့ကံပိုးကိုလည်းအလေးပေးထားတယ် ။ဟုတ်ကဲ့ စိတ်သဘောထားတိုက်ဆိုင်စွာနဲ့သားတော်ရဲ့နာမတော်ကိုအမိပြုပြီးအတူတကွဆူတောင်းတဲ့အခါဒါဟာကောင်းကင်တမန်တွေနဲ့ကောင်းကင်တက်မတော်သားတွေကိုဖိတ်ခေါ်လိုက်တယ်လို့ဖြစ်သွားပြီခမည်းတော်သားတော်ကောင်းကင်တမန်တွေနဲ့တန့်ရှင်သူအားလုံးဟာတစုတစည်းတည်းဖြစ်သွားတယ်လို့ဒီစာမှာဖော်ပြထားပါတယ် ။ကျွန်တော်တို့အခုထိဆွေးနွေးခဲ့တာကအသက်ဆန်းရည်ကနေစလိုက်တဲ့တူဦးချင်းရဲ့အတွင်းပိုင်းပြောင်းလဲမှုတွေအဲ့ဒီပြောင်းလဲမှုတွေကနေဖြစ်ပေါ်လာတဲ့အတိုင်းအဝိုင်းနဲ့ဆက်ဆံမှုတွေပေါ့ ဟုတ်ပါတယ် ။ဒါဆိုရင်ဒီခီးလန်းကြီးရဲ့အဆုံးမှာဘာရှိမလဲ။ဒီလောက်ကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖျက်ဆီးပေးသွားတဲ့အခါဘလို့နောက်ဆုံးကတိတော်မျိုးကိုဒီစာကပေးထားပါတယ်လေ ဒီခရီးစဉ်ရဲ့အထွတ်အထိပ်နောက်ဆုံးကတိတော်ကိုလည်းရှင်းလင်းစွာဖော်ပြထားပါတယ်လောကမှာအသက်ရှင်နေထိုင်စဉ်အတွင်းယုံကြည်ခြင်းဝမ်းမြောက်ခြင်းဖျားသခင်ကိုချစ်မြတ်နိုးခြင်းနဲ့အချင်းချင်းမေတ္တာထားခြင်းတို့မှာစိတ်သဘောထားတူညီတဲ့သူတွေကို ။ဟွန်း ကောင်းကင်နိုင်ငံတော်မှာလည်းအတူတကွခေါ်ဆောင်သွားမှာဖြစ်တယ်လို့ကတိပေးထားပါတယ် အတူတကွ ဟုတ်ကဲ့သူတို့အားလုံးဟာကောင်းကင်ဘုံမှာထာဝရအတူတကွနေထိုင်ကြရလိမ့်မယ်လို့ဆိုပါတယ် ။အော် ဒီအကြောင်းအရာဟာဖျားသခင်ရဲ့တန်ရှင်ဘောနိုင်ငံတော်တရင်ကောင်းဖြစ်ပြီးအသက်ဆန်းရည်တဲ့အမှန်တရားပဲဖြစ်တယ်ဆိုတဲ့စကားနဲ့ဒီစာကနေကုန်းချုပ်ထားပါတယ် ဒီနေ့ဆွေးနွေးမှုခုလုံးကိုပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုရင်ဒါလူဘွားကနေထာဝရအသက်ကိုပိုင်ဆိုင်တဲ့ကောင်းကင်ဘုံသားဖြစ်ကိုအစင်စင်ပြောင်းလဲသွားတဲ့ပြပြစုံတဲ့ဝิญဉ်ရဲ့ခီးစဉ်တစ်ခုကိုဖော်ပြနေတာပါပဲ ဟုတ်ပါတယ် အရာအလုံးရဲ့အစအတော့ဘုရားသခင်ရဲ့အနှစ်သာရကိုယ်တိုင်ကလာတဲ့အသက်ဆန်းရည်ကိုတောက်တုံးခြင်းနဲ့စတင်တယ်ပြီးတော့ဆဲဆုနှစ်များစွာကြားတဲ့ပုံသွင်းမှုကိုခံယူပြီးနောက်အသက်ရဝန်နဲ့အတူယုံကြည်ခြင်းကိုခိုင်မာစေကနောက်ဆုံးမှထာဝရအသက်ဝန်စီကိုရောက်ရှိသွားတဲ့ခီးစဉ်ကြီးတစ်ခုပါပဲ ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်မထပ်ပြီးတွန်းတက်ချင်တာကတော့ဒီစာဟာတအိုးချင်းရဲ့ယုံကြည်မှုကိုအလေးပေးထားတယ်လို့ပဲအများနဲ့အတူစူပေါင်းလုံးဆောင်ရတဲ့အတွေ့အကြုံကိုလည်းအလွန်အလေးပေးထားတာကိုတွေ့ရပါတယ် အသက်ဝန်ရဲ့အရေးပါမှုပေါ့ ဟုတ်ပါတယ်
တယောက်တည်းကောင်းမွန်နေဖို့ထက်အတူတကွဆူတောင်းခြင်းယုံကြည်မှုကိုအချင်းချင်းအတည်ပြုပေးခြင်းနောက်ဆုံးမှာထာဝရမှာအတူတကွနေထိုင်ခြင်းဆိုတဲ့အတိုက်ဝန်းရဲ့အရေးပါပုံကိုအစအဆုံးအထူးပြုပြီးဖော်ပြထားတာကဒီစာရဲ့အဓိကအားတာချက်တစ်ခုလို့မြင်ပါတယ် တူးချင်းကဲတင်ချင်းထက်အများနဲ့ဆိုင်တဲ့ကဲတင်ချင်းကိုပို့ပြီးဦးတည်နေတယ်ပေါ့ အဲ့ဒီလိုပြောလို့ရပါတယ် ကောင်းပါပြီဒီနေ့ဆွေးနွေးမှုအဆုံးမှာနားထောင်သူတွေအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ချင်ပါတယ် ဟုတ်ကဲ့ ဒီစာတွေကအယူအဆအရဘုရားသခင်ကလူတစ်ယောက်ကိုပြည့်စုံပြီလို့မတတ်မှတ်ခင်မှာရပ်ပေါင်း3-4ထုံးလောက်အခြေယူပြီးပြောင်းလဲမှု73မျိုးကိုထပ်ပြေးချင်းထည့်သွင်းပေးတယ်လို့ဆိုထားပါတယ်ဒီလိုဖြစ်စဉ်ကိုအခြေခံတဲ့ဝိညာဉ်ရေးပြောင်းလဲမှုကတခဏအတွင်းဖြစ်ပေါ်တဲ့ကုပြောင်းမှုအယူအဆနဲ့နိုင်ရှင်လိုက်တဲ့အခါလူတစ်ယောက်ရဲ့ယုံကြည်ခြင်းခရီးလမ်းကိုပေါ်မှာဘလို့တက်ရောက်မှုရှိနိုင်ပါတယ်ကိုယ့်ရဲ့ဝိညာဉ်ရေးကတိုးတက်မှုကိုအဖြစ်တစ်ခုနဲ့တိုင်းတာနဲ့ဘဝတတလုံးကြာမြင့်တဲ့ဖြစ်စဉ်တစ်ခုအဖြစ်ရှုမြင်တာကြာမှာဘလို့ကွာခြားတဲ့အတွေ့အမြင်မျိုးပေးနိုင်ပါတယ်